Hello everyone, welcome back. ကျမတို့တွေ Unit 1မှာ noun အကြောင်းတွေပြောတာအခုဆိုလို့ရှိရင်အပိုင်း3ပိုင်းဖြစ်သွားပြီเนาะဒီနေ့ကကြတော့ part 3ဖြစ်တဲ့ episode 3ရောက်နေပြီအဲ့တော့ episode 2မှာဘာတွေပြောခဲ့ကြလဲဆိုတော့ noun အကြောင်းတွေဆက်ပြောတာပေါ့ noun ဆိုတော့ဟုတ်တယ်เนาะအဲ့ထဲမှာ countable noun နဲ့ uncountable noun အကြောင်းကိုပြောပြီးသွားပြီဒါပေမဲ့ဒီနေ့မှာလည်းကျွန်မ countable noun နဲ့ uncountable ထဲကနေပြီးတော့ uncountable noun လေးတွေကိုဘယ်လိုရေးတွက်ရလဲဆိုတာလေးတွေကိုဆက်ပြောပြမယ်ပြီးရင်ကျွန်တော်တို့တကယ်ပဲအမြဲတမ်းလို့အင်္ဂလိပ်စာမှာအရေးပါတဲ့ singular noun နဲ့ plural noun အကြောင်းလေးပြောပါမယ် uncountable noun တွေကိုဘယ်လိုရေးတွက်လဲ countable ကိုရေးတွက်တုန်းကတော့မှတ်မိတယ်ဟုတ်ပန်းသီးတစ်လုံးဆိုရင် one apple ပန်းသီးနှလုံးဆိုရင် two apples အဲ့လိုလေးပဲရိုးရိုးရှင်းရှင်းလေးပဲနံပါတ်တက်ပြီးတော့မှရေးလိုက်တယ်ဒီမှာကျတော့အဲ့လိုမဟုတ်တော့ဥပမာရေရယ်စီရယ်နွားနို့ရယ်ရှိရယ်ရေဆိုရင်ဘယ်လိုရေတွက်မှာလဲဆိုရင်ရေတစ်ခွက်ဆိုရင် a glass of water a glass of water a ကို a လို့အတန်ထွက်ပေးပါ a glass of water ဟုတ်ပြီနော် a glass of water ဆိုလို့ရှိရင်ရေတစ်ခွက်စီတပလင်းတဘူးဆိုလို့ရှိရင်ပလင်းတို့ဘူးတို့က bottle အဲ့တော့ a bottle of oil နွားနို့တစ်ခွက်ဆိုလို့ရှိရင် a cup of milk နွားနို့တစ်ခွက်အဲ့လိုလေးရေတွက်ပါတယ်အဲ့တော့ထူးခြားတာလေးကတော့ရှေ့မှာ a ဆိုတာလေးတွေထည့်တယ်1နဲ့ a နဲ့ကအဓိပ္ပာယ်တူပါပဲas ဆိုတာလေးထည့်တယ်ဒါက articles lesson မှာကျွန်မချက်ပြီးတော့မှသင်ပေးမယ်เนาะအဲ့ဒီ a လေးတွေရဲ့အဓိပ္ပာယ်ကိုပြီးတော့မှ of water of the eat လို့အဓိပ္ပာယ်ရတယ်ရေရဲ့တစ်ခွက်စီရဲ့တပလင်းနွားနို့ရဲ့တစ်ခွက်အဲ့လိုမျိုးလေးပြောတာပေါ့เนาะတဲ့ဤဘာသာပြန်ရင်ဒါပေမဲ့ကျမတို့ကဒါလေးကိုမှတ်ရတာမခက်ပါဘူးအဲ့တော့ a glass of water a bottle of oil a cup of milk အဲ့လိုလေးဒါမှတ်ထားရအောင်အဲ့တော့ဒီမှာရေကနှစ်ခွက်ဖြစ်ပြီဆိုလို့ရှိရင် A နေရာမှာ number 2ကိုထည့်မှာပေါ့2 glass ဒါပေမဲ့ဒီနေရာမှာ glass ရဲ့နောက်မှာ es လေးထည့်ပေါင်းပါတယ်ကျွန်မအနီရောင်လေးကို es နှစ်ခုလုံးတားဖို့အတွက်ကြံခဲ့တာ s တခုပဲပါသွား sorry ပါ2 glasses of water 4 bottles of oil 3 cups of milk အဲ့လိုမျိုးလေးဖြစ်သွားပါမယ်1 2 3 1ထက်ကျော်သွားတဲ့ရေအကြွက်တွေရဲ့နောက်မှာရှိတဲ့ noun တွေမှာ as တို့ es တို့ကိုလိုတယ်လို့ပေါင်းပေးပါတယ်ဒါပေမဲ့ uncountable noun ဖြစ်တဲ့ water တို့ oil တို့ milk တို့မှာတော့ s တွေ es တွေလုံးဝသွားမပေါင်းပါနဲ့သူ့ကိုသွားထိလို့မရဘူးသူကကြတော့အရှိမသူ့ကိုချိန်တွယ်တဲ့အရာလေးတွေမှာသွားပြီးတော့ ses လေးတွေကပေါင်းရမှာအဲ့လိုမျိုးလေးရေးတွက်ပါတယ်ဟုတ်ပြီเนาะအဲ့ဒါလေးပါအဲ့တော့ a glass of water a bottle of oil a cup of milk လို့ပြောတော့ကတော့အေးစစ်စစ်ရိုးရှင်းရှင်းပဲဒါပေမဲ့2 glasses 4 bottle မှာ s အတန်လေးထည့်မယ်ဆိုတာလေးထည့်မယ်4 bottles of oil 3 cups of milk cup မဟုတ်တော့ဘဲနဲ့ cup ပြရနဲ့လိုက်မယ်3 cups of milk အဲ့တော့အင်္ဂလိပ်စကားပြောတဲ့အတန်ထွက်လေးတွေဒီတော်တော်လေးအရေးကြီးပါတယ်အကယ်၍အတန်ထွက်လေးနည်းနည်းကြံခဲ့တာနဲ့အဓိပ္ပာယ်ကနားထောင်တဲ့သူရဲ့နားထဲမှာလွဲသွားနိုင်တယ်နောက်တစ်ခုကြည့်ရအောင်ဒါဆိုရင်အသားတွေပေါင်မုတ်တွေကိုစံတွေတို့စားတို့အဲ့ဒါလေးတွေရောဘယ်လိုရေးတွက်လဲတူတူပဲအဲ့ပုံစံအတိုင်းပဲအကယ်၍အသားgram နဲ့ဝယ်တယ်ပေါ့အသား1 gram ဆိုရင် a gram of meat ကအသား a gram of meat ပြောတဲ့အခါမှာနောက်မှာဆိုတဲ့အတန်လေးမကြံခဲ့ပါစေနဲ့ meat မဟုတ်ဘူးเนาะ meat a gram မှာပါစပ်ပိတ်မယ် a gram of meat ပြီးရင်ဆန်ချက်ပြီးလို့ရှိရင်ထမင်းဖြစ်သွားတာလဲ rice ပဲမချက်ရသေးတဲ့ဆန်ကလည်း rice ပဲအဲ့တော့ဆန်ဆိုရင်ခွက်ကလေးနဲ့ယူတယ်ထမင်းဆိုရင်ပကံလုံးလေးနဲ့ယူတယ်ဆိုရင် a bowl of rice
a bowl of rice အဲ့လိုလေးပြောမယ်ပေါင်မုတ်တစ်ချက်နှစ်ချက်ကိုအဲ့လိုအချက်ရည်လေးတွေကို slice လို့ခေါ်ပါတယ် SLICE slice ရှေ့မှာလဲအတန်နောက်မှာလဲအတန်အဲ့တော့ slice a slice of bread ပေါင်မုတ်က bread ဖြစ်ပါတယ် a slice of bread အဲ့တော့ဆက်ကြည့်မယ်အသားက2 gram ဖြစ်သွားပြီဆိုရိုးရိုး2 gram လို့ပဲမပြောရဘဲနဲ့2 grams of meat ထမင်း4 ပကံဆိုရင်4 bowls of rice ပေါင်မုတ်3ချက်ဆိုရင်3 slices of bread slice မှာ s အတန်ဖြစ်တဲ့လေထည့်မယ် slices လို့လေနော်3 slices of bread အဲ့လိုလေးဖြစ်သွားပါမယ်Okay အဲ့တော့အရေးအတွက်တွေကိုပြောတဲ့အခါကြလို့ရှင်အဲ့လို1 2 3 4 5 6လို့ပဲအမြဲတမ်းပြောနေတာမဟုတ်ဘဲနဲ့ဒီနေရာမှာဘာလေးသုံးလို့ရလဲဆိုတော့ some some ဆိုတဲ့စကားလုံးလေးကိုမှတ်ထားပါမယ် some some ဆိုတာအချို့ကိုပြောတာအဲ့ဒါတွေက uncountable noun အားလုံးအတွက်သုံးလို့ရပါတယ် someဒါအခုက uncountable noun အကြောင်းကိုပြောနေတာမဟုတ်လို့เนาะအဲ့တော့ uncountable noun တွေကိုအချို့နဲ့လည်းသုံးလို့ရတယ် some information သတင်းအချက်အလက်အချို့ some advice အကြံဉာဏ်အချို့ some help အကူအညီအချို့ဒီမှာ help help ကကူညီသည်လို့လည်းအဓိပ္ပာယ်ရတယ်လို့အကူအညီလို့လည်းအဓိပ္ပာယ်ရပါတယ်နှစ်မျိုးရတယ်love love ကချစ်သည်လို့အဓိပ္ပာယ်ရတယ်လို့ချစ်ချင်းလို့လည်းအဓိပ္ပာယ်ရပါတယ် some love some မှာပါစပ်ပိတ်ပါမယ် some ပြီးရင် patient 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 ဆိုတာကဘာလဲဆိုရင်ဒီနေရာမှာစိတ်ရှည်မှုပေါ့နော်စိတ်ရှည်ခြင်းကိုပြောချင်တာ some patients အဲ့လိုလေးပြောပါမယ် some ကိုအဲ့ဒီ uncountable noun တွေရဲ့ရှေ့မှာထားပြီးတော့မှသုံးရမယ်နော်ပြီးရင်ခုနလိုပဲရေတို့စီတို့ coffee တို့အမှုန့်လေး sugar တကြားတွေစားတွေအဲ့ဒါတွေရဲ့ရှေ့မှာလဲ some ထည့်လို့ရပါတယ် some water some milk some coffee some tea some juice some oil အဲ့လိုလေးသုံးလို့ရတယ် furniture တွေ equipment တွေ luggage တွေ furniture ဆိုတာကပရိဘောဂတွေ equipment ဆိုတာပစ္စည်းရတွေ luggage ဆိုတာကြတော့ပစ္စည်းတွေထည့်တဲ့အထုပ်ပိုးထည့်တဲ့တစ်တာတွေအဲ့ဒါတွေကိုဆိုလိုတာအဲ့ဒီရှေ့မှာလဲ some ထည့်လို့ရတယ်သတင်းအချက်အလက်တွေဖြစ်တဲ့ news new မှာ s ထည့်ရပါတယ်သတင်းဖြစ်ပါတယ် new တခုတည်းဆိုရင်အဲ့ဒါအသစ်ဖြစ်သောအသစ်ဆိုတဲ့အဓိပ္ပာယ် s ထဲတော့မှသတင်းဖြစ်တာအဲ့နှစ်ခုမရောပါနဲ့အဲ့တော့သတင်းအချို့ဆိုရင် some news ပတ်စံအချို့ some money music အချို့ some music အဲ့ဒီမှာ music ကိုအတန်ထွက်ရင် c ရဲ့အတန်ကို k အတန်လိုမျိုး k လို့ထွက်ပါမယ် some music music လို့သွားပြီးတော့မှ s အတန်တော့ထည့်လို့မရဘူးခဆိုရက် k အတန်ထည့်မယ် some music အိမ်စာ homework some homework အိမ်စာအချို့ some work အလုပ်အချို့အဲ့လိုမျိုး uncountable noun တွေရဲ့ရှေ့မှာ some ကိုလည်းထည့်ပြီးတော့မှသုံးလို့ရတယ်ဟုတ်ပြီနော်ဒါဆိုရင်ရှင်းမယ်ထင်ပါတယ်ဆက်သွားရအောင်ဒါကတော့uncountable noun တွေကိုရေးတွက်ရတဲ့ပုံစံလေးတွေကိုပြတာပါ singular noun plural noun လေးကိုဆက်သွားမယ် singular noun ဆိုတာကတစ်ခုတည်းရှိတဲ့ noun တွေ plural noun ဆိုတာအများကိန်းဖြစ်တဲ့ noun တွေဆိုလိုတာကခုနကတော့ countable uncountable မှာပြောခဲ့တာတွေ ਨੇ တော်တော်လေးအဆက်ရှိတယ်ဘာဖြစ်လို့လဲဆိုတော့ countable ရေးတွက်လို့ရတဲ့ပန်းသီးတို့လိမ္မော်သီးတို့ coffee ခွက်တို့အဲ့လိုခွက်တို့ထိုင်ခုံ chair တို့ teacher ဆရာမတို့အဲ့ဒါတွေကိုတခုတည်းဆိုလို့ရှိရင်ကျမတို့က1တို့ဘာလို့ ਨੇ ထည့်သုံးတယ်လေအဲ့လိုမျိုးခုန a ထည့်သုံးတာဆိုတာလေအဲ့ဒါ singular ပဲအဲ့တော့အဲ့ဒါဒီတခုတည်းကိုဆိုလိုတာ singular ဆိုတာကတခုတည်းတစ်ယောက်တည်း plural ဆိုတာအများကိုပြောချင်တာဖြစ်တယ်အများကိန်းဟုတ်ပြီနော်အဲ့တော့ singular နဲ့ plural ကိုကြည့်လိုက် singular ဆိုတာအမြဲတမ်းတစ်ခုတည်း plural ဆိုတာတစ်ခုထပ်ပို့တာနှစ်ခုဖြစ်သွားတယ်သုံးခုဖြစ်သွားတယ်လေးခုဖြစ်သွားတယ်ငါးခုဖြစ်သွားတယ်အဲ့ဒါတွေက plurals တွေဖြစ်တယ်အဲ့တော့
singular နဲ့ plural တွေကကြတော့ဘယ်လိုသုံးတာလဲဆိုတော့ countable noun ရေတွက်လို့ရတဲ့ noun တွေကိုရေတွက်ဖို့ဖြစ်ပါတယ်အဲ့တော့ဘာတွေသိရမလဲဆိုရင် numbers တွေသိမှရပါမယ် number တွေကိုမသိဘဲနဲ့ဒီကဏ္ဍတွေကိုမသိဘဲနဲ့တော့ရေတွက်လို့ရမှာမဟုတ်ဘူးအဲ့တော့ number တွေကိုသိရမယ်1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20အဲ့ဒီအရေးအတွက်တွေအကုန်လုံးကိုသိမှဖြစ်ပါမယ်အဲ့တော့အရေးအတွက်လေးတွေကိုလည်းသိအောင်လုပ်ကြပါအဲ့ဒါတွေသိတော့မှပဲ singular ကနေ plural ပြောင်းတဲ့အခါမှာ quad number တွေကိုပြောလို့ရမှာပေါ့အဲ့တော့ one chair ဆိုတာခုံတစ်လုံးအဲ့ဒါကို a နဲ့သုံးပြီးလဲပြောလို့ရတယ် a chair ခုံတစ်လုံးဆိုရင်အဲ့ဒါ singular noun တစ်ခုပဲရှိတာအဲ့လိုမဟုတ်ဘဲနဲ့3 flowers ပန်း3ပွင့်15 books စာအုပ်15အုပ်9 oranges လိမ္မော်သီး9လုံး20 apples ပန်းသီးအလုံး20 12 pictures ပုံ12ပုံအဲ့ဒါလေးတွေမှာဆိုရင်ဘာလေးတွေပါလဲကြည့်မယ် flower ဆိုရင်နောက်မှာဘာထည့်လဲ s လေးထည့်လိုက်တယ်ရှေ့မှာတစ်ခုထပ်ပိုတဲ့အရေးအတွက်ဖြစ်လာပြီဆိုရင်နောက်မှာပါတဲ့ noun ကို s ဒါမှမဟုတ် es တစ်ခုခုထည့်ကိုထည့်ရတယ်လို့ခေါင်းထဲမှာမှတ်ထားလို့ရတယ်ဟုတ်ပြီနော်ခုနကအဲ့ဒါကြောင့်မလို့ countable uncountable တွေပါဆိုလဲ number ပါပြီဆိုရင်အဲ့ဒီနောက်ကရေးလို့ရတဲ့ countable noun မှာ ses ထည့်ထားတာလေဟုတ်ပြီနော်ဒါလေးကိုဒီနေရာမှာတစ်ချက်လေးမှတ်ထားရအောင် okay ဆိုတော့ countable noun နဲ့ uncountable noun မှာဒီ countable noun တွေကိုရေးတွက်တဲ့အခါကျရင်ဘယ်နေရာမှာတော့s တွေထည့်ရမှာလဲဘယ်နေရာမှာတော့ es တွေထည့်ရမှာလဲဆိုပြီးတော့ခေါင်းထဲမှာရှုပ်ထွေးနေတတ်ပါတယ်အဲ့တော့ဒီရှုပ်ထွေးနေရာလေးကိုရှင်းသွားအောင်လို့ဒါလေးကိုကြည့်ရအောင်နော်တော်တော်များများကြတော့ဒီ countable noun တွေကိုရေးတဲ့အခါကြလို့ရှိရင်တစ်ခုထပ်ပိုသွားပြီ singular ကနေ plural change တဲ့အခါကြလို့ရှိရင် s ကဘယ်သူနောက်မှာလိုက်ရမှာလဲ es ကဘယ်သူနောက်မှာလိုက်ရမှာလဲဆိုတာမရှင်းဘူးဖြစ်ကြတယ်အဲ့တော့ဒီဟာလေးကိုသိထားလို့ရှိရင်လုံးဝဆရာကြီးဖြစ်သွားပါလိမ့်မယ်အဲ့တော့ ends in x လို့လည်းခေါ်ရဲ x လို့လည်းခေါ်ရဲသူ့ရဲ့အတန်လေးကကြတော့ ဆိုတဲ့အတန်လေးပေါ့နော်အဲ့တော့ x ဆိုတဲ့စကားလုံးလေးနဲ့ letter လေးနဲ့ဆုံးမယ် s ss ch sh အဲ့လိုမျိုးပြီးလို့ရှိရင် z အဲ့ဒါလေးတွေနဲ့ဆုံးတက်ပြီဆိုလို့ရှိရင် es လိုက်ပါမယ် box box နဲ့အတန်မထွက်ပါဘူး ဆိုတဲ့အတန် box b ရဲ့အတန်ဒီ b ဆိုတဲ့အတန်ထွက်မယ်ပြီးတော့မှ x ရဲ့အတန်ဒီ k နဲ့ s လို့အတန်မျိုးအဲ့တော့ box အဲ့ဒီအတန်ပါ box ဟုတ်ပြီနော် box အဲ့ဒါကိုမှ x နဲ့ဆုံးတာဖြစ်တဲ့အတွက် es လိုက်မယ် boxes bus bus ဘာနဲ့ဆုံးလဲ s နဲ့ဆုံးတယ်အဲ့တော့ buses glass glass ဖန်ကွက်ကနှလုံးသုံးလုံးဖြစ်လာပြီဆိုရင် glass မှာ ss နဲ့ဆုံးတဲ့အတွက် es ပေါင်းမယ် glasses watch နာရီလက်ပတ်နာရီအဲ့တော့လက်ပတ်နာရီက ch နဲ့ဆုံးနေဆိုရင် es ပေါင်းမယ် watches brush ch နဲ့ sh အတန်မတူပါဘူး ch ရဲ့အတန်တော်တော်များများသည်သူကချက်ဆိုတဲ့အတန်ပါတချို့အတန်တွေမှာတော့ခက်ဆိုပြီးအတန်ရှိပါတယ်ဒီမှာတော့ချက်ဆိုတဲ့အတန်ဖြစ်တယ် brush က sh ဆိုတဲ့အတန် ဆိုတဲ့အတန် brush အဲ့တော့ sh နဲ့ဆုံးတဲ့အတွက် es ပေါင်းမယ် brushes ပြီးရင် quiz ဆိုတာအမေးဖြေလုပ်တာညံစမ်းမေးခွန်းလေးတွေကို quiz လို့ခေါ်ပါတယ်အဲ့တော့ quiz မှာသူက z နဲ့ဆုံးတာအဲ့ဒါမှထူးခြားတာတခုက z ကိုနှလုံးဆင့်လိုက်ရပါတယ် quizzes လို့အတန်ထွက်ပါမယ် okay เนาะအဲ့တော့ noun တစ်ခုကို countable noun တစ်ခုကိုနောက်မှာ x s ss ch sh z နဲ့ဆုံးပြီဆိုလို့ရှိရင် ex ပေါင်းရပါမယ်နောက်တစ်ခု
noun တော့ noun ပဲ countable noun ပဲရေးတွက်လို့ရတယ်မှန်သိတယ်ဒါပေမဲ့သူကဘာနဲ့ဆုံးနေလဲဆိုရင် f နဲ့ဆုံးတယ်ဒါမှမဟုတ်ရင် fe နဲ့ဆုံးပြီဆိုရင်ဘာဖြစ်သွားလဲဆိုတော့ ves ဆိုတာလေးပြောင်းသွားပါတယ် f ရဲ့ fe ရဲ့ကိုဖြုတ်လိုက်ရတယ်ပြီးရင် ves ထည့်လိုက်ရတယ် leaf leaf သိရွက် leaf leaf သိရွက်အဲ့ဒါကိုမှ ves ထည့်လိုက်တယ် f ကိုဖြုတ်တယ် ves ထည့်တော့ leaves 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 ဖြစ်သွားတယ် leaf leaves knife knife ဒါအဲ့မှာ knife လို့အတန်မထွက်ဘူး k ရဲ့အတန်ဒီ silent ဖြစ်တယ်အင်္ဂလိပ်စာမှာဟိုးအရင်တုန်းကရာစုနှစ်တွေခေတ်ဟောင်း English မှာတော့ knife လို့ထွက်ခဲ့တယ်ဒါပေမဲ့နှစ်ရာစုတွေပြောင်းလာတဲ့အခါမှာ k အတန်ကိုဖြုတ်ပြီးတော့ knife လို့ပဲထွက်တော့တယ်ဟုတ်ပြီနော်အဲ့တော့ knife knife ကဒါအဲ့တော့ဘာနဲ့ဆုံးလဲ fe နဲ့ဆုံးတဲ့အတွက် ves ထည့်မယ် knives 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 အဲ့လိုထွက်ပါမယ် life life ကအသက် life life ကလူရဲ့အသက်ကိုပြောတာအသက်ဘဝပေါ့နော်ငါရဲ့ဘဝတို့ဘာလို့ပြောတဲ့ဘဝအဲ့ဒါက life life အဲ့တော့ fe နဲ့ဆုံးတော့ lives 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 အတန်ထွက်ကကွဲပါတယ် life lives as အတန်တစ်ခါတည်းတွဲပါလာတယ်တွေ့လားအဲ့လိုမျိုးလေးတွေရှိပါမယ် okay ဆက်သွားရအောင် ends in vowel plus y ဆိုရင် s ဖြစ်မယ်တဲ့အဲ့တော့ဒီမှာ vowels အကြောင်းပြောရအောင် vowel ဆိုတာဘာလဲဆိုရင်အလွယ်ဆုံးပြောရင်တော့ a e i o u ပါ a e i o u ပါ vowel ဆိုတာက a e i o u လို့ပဲအလွယ်ဆုံးမှတ်ရအောင်ကျမရဲ့ phonics အတန်းတွေရောက်တဲ့အခါကြောက်လို့ရှိရင်တော့ vowels ရဲ့ sound တွေနဲ့ပတ်သက်ပြီးတော့မှ pronunciation လေးတွေကိုတက်တက်လေးပြောပေးပါမယ်ဒီမှာအလွယ်ကူဆုံးမှတ်ဖို့က a e i o u လို့အလွယ်ဆုံးမှတ်ထားပါ u ဆိုပေမဲ့တစ်ခါလေကြာရင်သူ့အတန်ဒီ u ဆိုတဲ့အတန်ဖြစ်ပါတယ်အတန်ထွက်တဲ့စကားလုံးတွေဖြစ်ပါတယ် a e i o u okay အဲ့တော့ vowel နဲ့ y နဲ့ဆုံးနေပြီဆိုရင် s ပေါင်းမယ်တဲ့အဲ့တော့ vowel နဲ့ y နဲ့ဆုံးနေဆိုတာဘာလဲဆိုတော့ဒီမှာကြည့် boy 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 လို့အတန်ထွက်ဘူး boy boy နဲ့အတန်ထွက်တာเนาะ boy အဲ့တော့နောက်ဆုံးမှာ y ရှိတယ် y ရဲ့ရှေ့ကိုကြည့် a e i o u တဲ့က o ပါတယ်အဲ့ဒါအကြောင်းမို့လို့ဒီမှာ a e i o u plus y လို့ပြောတာ vowel plus y အဲ့ဒါမျိုးဆိုရင်ရိုးရိုး s ပဲပေါင်း boy boys toy toys key keys key ဆိုလဲအဲ့လိုပဲ y ရဲ့ရှေ့မှာ a e i o u တဲ့ e ပါတယ်အဲ့တော့ key keys monkey ရမြောက် monkeys ဖြစ်သွားတယ်ဟုတ်ပြီနော် monkey ဒီမှာထပ်သွားတယ် sorry day ဆိုလို့ရှိရင် days y ရဲ့ရှေ့မှာ a e i o u a ပါတော့ days ဟုတ်ပြီနောက်တစ်ခုဆက်သွားရအောင် a e i o u မဟုတ်တဲ့တခြားအင်္ဂလိပ်စာ letter တွေကို consonant လို့ခေါ်ပါတယ်အဲ့တော့ consonant နဲ့ y နဲ့ဆုံးပြီဆိုရင် y ကိုဖြုတ်ပြီးတော့ ies ဖြစ်သွားပါတယ် y ကို i ပြောင်း es ပေါင်းလို့အလွယ်ခေါ်ကြတယ်အဲ့တော့ b a b y baby y နဲ့ဆုံးနေပြီရှေ့ကိုကြည့်မယ် b a i o u မဟုတ်ဘူး b ဖြစ်နေတယ်အဲ့တော့ဒါ consonant plus y ဆိုရင် b a b i e s babies baby babies city မြို့ y နဲ့ဆုံးတဲ့ရှေ့မှာ a i o u မဟုတ်တဲ့ t ပါတယ်အဲ့တော့ city cities country နိုင်ငံ y နဲ့ဆုံးတဲ့ရှေ့မှာ e i o u မဟုတ်ဘူး country countries အဲ့လိုဖြစ်သွားပါမယ်အဲ့တော့ဆက်ကြည့်ရအောင်နောက်တစ်ခု vowel နဲ့ o နဲ့ဆုံးမယ် a i o u နဲ့ o နဲ့ဆုံးတဲ့စကားလုံးတွေကိုဆိုရင်ရိုးရိုး s ပဲလိုက်ပါမယ် zoo z o o zoo z o o zoo o နဲ့ဆုံးတယ်ရှေ့ကနောက် o တစ်လုံးရှိတယ် a i o u ထဲကအဲ့တော့ zoo zoos bamboo bamboos bamboo ဆိုဝါးကိုပြောတာ bamboo bamboos ဟုတ်ပြီနော် o နဲ့ဆုံးတယ်ရှေ့မှာ a i o u နောက်တစ်လုံးရှိနေတယ်အဲ့ဒါကြောင့်မလို့ရိုးရိုး s ပဲလိုက်မယ်နောက်တစ်ခု consonant plus o တော့ o ပဲဒါပေမဲ့အရှိမ a i u မဟုတ်တဲ့ဟာတွေအဲ့ဒါဆိုရင် es လိုက်ပါမယ် tomato 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 ကြိုက်တယ်လို့အတန်ထွက် British မှာ tomato လို့ထွက်တယ် American မှာ tomato အဲ့လိုဖြစ်ပါတယ် British အတန်တွေကထူးခြားတာတော့
ဆိုတဲ့အတန်တွေတော်တော်လေးပြီးတယ် American မှာဆိုရင် T အတန်ကိုဆိုတာတက်တချို့နေရာမှာ d ဆိုတဲ့ဒီအတန်ပပလေးထွက်တာမျိုးပဲရှိပါတယ်အဲ့တော့ British မှာ tomato အဲ့လိုထွက်တယ် American မှာ tomato အဲ့လိုလေးဖြစ်သွားတယ်เนาะအဲ့တော့ထားပါတော့အဲ့ဒါကအတန်အကြောင်းပြောတာဒီမှာ tomato ဆိုလို့ရှိရင် O နဲ့ဆုံးတယ် O ရှေ့မှာ T ရှိတယ်အဲ့ T ဒီ A E I O U လားမဟုတ်ဘူးဒါဆိုရင် consonant plus O ဆိုရင် tomatoes ဟုတ်ပြီနော်ပြီးရင် potato potato လို့အတန်မထွက်ဘူး potato အဲ့တော့ဒါကအာလူးဖြစ်တယ် potato အဲ့တော့ potato ဖြစ်တဲ့အတွက်ကြောင့်မလို့ O နဲ့ဆုံးတယ် O ရဲ့ရှေ့မှာ T ရှိတယ်အဲ့ T ဒီ A E I O U မဟုတ်ဘူးဒါကြောင့်မလို့ potatoes ES ထည့်မယ်ဟုတ်ပြီနော်အဲ့တော့ဒီလောက်ဆိုလို့ရှိရင် countable noun တွေကိုရေးတဲ့အခါကျရင် singular ဆိုတဲ့တစ်ခုတည်းကနေပြီးတော့မှ plural ဆိုတဲ့တစ်ခုထပ်ပို့ပြီးတော့မှနှလုံးသုံးလုံးနှစ်ယောက်သုံးယောက်တွေဖြစ်လာတဲ့အခါကျရင် S ထည့်ရမလား ES ထည့်ရမလားဆိုတာလေးကလုံးဝရှင်းရှင်းလေး꿰သွားပြီလို့ထင်ပါတယ်ဟုတ်ပြီနော်ဆက်သွားပါမယ်နည်းနည်းအောင်ရှည်သွားပြီအဲ့ဒါနဲ့ဆက်ပြီးတော့မှနောက်ဆုံးတစ်ခုပြောချင်တာက irregular noun ဖြစ်ပါတယ် irregular ဆိုတာကပုံမှန်မဟုတ်တဲ့ noun တွေပါသူတို့ကပုံမှန်မဟုတ်ဘူး regular ဖြစ်တယ်ဆိုတာပုံမှန်ရှိတယ်ပုံမှန်အတိုင်းသူ့ပုံစံခွက်လေးထဲမှာထည့်ထားတဲ့အတိုင်းပြောထားတဲ့အတိုင်းဖြစ်ရင် regular noun အဲ့တော့ခုနကပြောတဲ့ singular ကနေ plural noun မှာပြောင်းတဲ့အခါကျရင်ဘယ်နေရာမှာတော့ SES ထည့်ရတယ်ဘယ်နေရာမှာတော့ S ဘယ်မှာတော့ ES ထည့်ပါတယ်ဆိုပြောနေတဲ့ဟာတွေကအဲ့ဒါ regular ဖြစ်တယ်ဒါပေမဲ့တချို့ဟာ regular မဖြစ်ဘူးအဲ့ဒါဘာလဲဆိုတော့ဒီမှာကြည့်လိုက်သူကလေပြောင်းချင်ပြောင်းတယ်မပြောင်းချင်မပြောင်းဆိုတဲ့သူမျိုးတွေသူတို့ကိုသွားပြီးတော့မှထိန်းချုပ်လို့မရဘူး control လုပ်လို့မရဘူးအဲ့တော့ irregular noun တွေဆိုတာဘာလဲဆိုတော့လူတစ်ယောက်ဆိုရင် one person a person ပေါ့နော် A လဲသုံးလို့ရတယ်เนาะ A နဲ့ one နဲ့အတူတူပဲ a person ဒါမှမဟုတ် one person အကယ်၍လူနှစ်ယောက်ဖြစ်ပြီဆိုရင်အဲ့ person မှာသွားပြီးတော့ S တွေ ES တွေပေါင်းရတာမဟုတ်ဘူး two people လုံးဝစကားလုံးနောက်အသစ်တစ်လုံးကိုချိန်သွားတယ် child ကလေး CHILD child ကလေးကိုပြောတာ a child one child က singular noun အဲ့ဒီကနေ plural noun ကိုပြောင်းပြီးဆိုရင် child မှာသွားပြီး s ထည့်ရတာမဟုတ်ဘူး es လည်းမထည့်ရဘူးဘာထည့်ရလဲ children လုံးဝစကားလုံးအသစ်တစ်လုံးဖြစ်သွားတယ်အတန်ထွက်ကိုလည်းတစ်ခါလေးမှတ်ထားပါ child children TOOTH tooth သွားဒါမဲ့သွားတစ်ချောင်းနဲ့ဆိုရင် one tooth တို့ a tooth လို့ပြောလို့ရတယ်ဒါမဲ့သွားနှစ်ချောင်းသုံးချောင်းလေးချောင်းငါးချောင်းသွား32ချောင်းဆိုရင် tooth မှာ s တွေ es တွေမထည့်ရဘူး TEETH teeth အဲ့လိုမျိုးလုံးဝပြောင်းသွားတဲ့ဟာလေးတွေရှိပါတယ်အဲ့ဒါကို irregular noun လို့ခေါ်ပါတယ်ဟုတ်ပြီလုံးဝပဲပြောင်းပါတယ်ဆိုတဲ့ကောင်တွေရှိသလိုလုံးဝမပြောင်းတဲ့သူတွေရှိပါတယ်အဲ့ဒါဘာလဲဆိုဒီမှာကြည့်မယ် SHEEP sheep ဆိုတိုးလေးတွေပြောတာတိုးကတကောင်လဲဆိုလဲ sheep ပဲနှစ်ကောင်လဲ sheep ပဲသုံးကောင်လဲ sheep ပဲလေးကောင်လဲ sheep ပဲအဲ့ဒါကြောင့်မို့သူကလုံးဝမပြောင်း DEER deer ဆိုသမင်တို့တရေတို့ deer လို့ခေါ်တယ်အဲ့တော့ one deer a deer two deer three deer four deer five deer a dozen of deer အဲ့လိုမျိုး deer တွေအကုန်လုံးဒီ deer ပဲသွားပြီးတော့မှသူ့ကို SES လည်းမပေါင်းဘူးစကားလုံးတစ်လည်းမချိန်ဘူးဒီတိုင်းပဲဟုတ်ပြီနော်ပြီးရင် fish ကတော့နည်းနည်းလေးစကားပြောဖို့လိုတယ်အဲ့တော့ဒီနားလေးမှာကျွန်မဥပမာအနေနဲ့ငါးပုံလေးထည့်ထားပေးတယ်ပထမတစ်ခုမှာ one fish a fish ငါးတစ်ကောင်နောက်တစ်ခုမှာ two fish three fish four fish ငါးတွေအများကြီးပဲရှိလာပြီအဲ့တော့စကားလုံးလုံးဝမပြောင်းဘလို့တွေမှမပြောင်းတာလဲဆိုငါးရုပ်ကလေးတွေကိုကြည့်ပါငါးအမျိုးအစားတူလားတူတယ်ဆိုလို့ရှိရင်မပြောင်းပါဘူးဆိုလိုတာကငပြေမတစ်ကောင်လဲဆိုရင်လဲone fish ပဲငပြေမ15ကောင်ဆိုလဲ15 fish ပဲအဲ့လိုမျိုးတူတဲ့ငါအမျိုးအစားတူတာမျိုးဆိုရင်မပြောင်းပါဘူးငါအမျိုးအစားမတူရင်တော့ပြောင်းပါပြီဘယ်လိုပြောင်းလဲဒီမှာကြည့်မယ် one fish အကယ်၍ two fish ဖြစ်လာပြီဆိုရင်ငါငပြေမနဲ့ငပနော်နဲ့ဖြစ်သွားပြီ
မတူတော့ဘူးအဲ့တော့ two fish မှာ es လေးထည့်လိုက်တယ် two fishes အဲ့လိုဖြစ်သွားပါတယ်အဲ့တော့ fish ကနှစ်မျိုးသုံးလို့ရတယ်လုံးဝမပြောင်းတာလည်းသုံးလို့ရတယ် es ထည့်တာလည်းသုံးလို့ရတယ်အမျိုးအစားပေါ်မှာမူတည်တယ်ဒါကြောင့်မလို့ irregular noun တွေကိုပြောတဲ့အခါကျရင် तू ကပြောင်းချင်လဲပြောင်းမယ်မပြောင်းချင်လဲမပြောင်းဘူးလို့ပြောတာ okay เนาะဆိုတော့ဒါကဒီနေ့noun ရဲ့နောက်ဆုံး lesson ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ noun တွေအကြောင်းပြောတဲ့အခါမှာ countable noun တွေကိုဘယ်လိုရည်တွက်ရလဲဆိုတာလေးတွေပြောသွားတယ်ပြီးရင် some အကြောင်းလေးပြောတယ်ပြီးတော့ singular noun plural noun အကြောင်းပြောတယ် singular ဆိုတာတစ်ခုတည်း plural ဆိုတာတစ်ခုထပ်ပို့တဲ့ noun တွေ countable noun တွေကိုရေတွက်တဲ့အခါမှာသုံးပါတယ် singular noun ကနေ plural noun ကိုသုံးဖို့ဆိုလို့ရှိရင် numbers တွေကိုသိဖို့လိုပါတယ်ပြီးရင်သူ့မှာ pattern လေးတွေရှိတယ်ဘာလေးတွေဆိုရင်တော့ s လိုက်ရမလား es လိုက်ရမလားပြီးရင် ves ဖြစ်သွားမလား ies ဖြစ်သွားမလားဆိုတာလေးရှိတယ်အဲ့ဒါလေးတို့မှတ်နိုင်ရင်လုံးဝကလေးတွေဆိုလဲအတန်းထဲမှာစာမေးပွဲသိပြီးတော့မှမကြတော့ပါဘူးမှန်သွားပါလိမ့်မယ်တချို့ဟာတွေကတော့လုံးဝမပြောင်းမလဲတဲ့ noun တွေရှိပါတယ်တကောင်နဲ့လဲဒါပဲနှစ်ကောင်တည်းလဲဒါပဲတခါလေကြာရင်လဲတချို့ကတော့လုံးဝအစ်စ်ပြောင်းသွားတာမျိုးရှိတယ်တယောက်တည်းကဒါနှစ်ယောက်ဆိုရင်ဒါဆိုပြောင်းသွားတာမျိုးရှိပါတယ်အဲ့လိုလေးပါဆိုတော့အဲ့ဒါတွေကို irregular noun လို့ခေါ်ပါတယ်ဆိုတော့ဒီနေ့သင်ခန်းစာကဒီလောက်ပါပဲကျမတို့တွေ unit 1ရဲ့ episode 3ခုလုံး part 3ခုလုံးပြီးသွားပြီဆိုတော့ noun အားလုံးအကြောင်းကိုလုံးဝပြီးသွားပါပြီနောက်ထပ် lesson မှာကျမတို့တွေဆက်ပြီးတော့မှverb to be အကြောင်းကိုသင်ပါမယ် pronouns အကြောင်းသင်ပါမယ်အဲ့နှစ်ခုသင်ပြီးသွားပြီဆိုရင်တော့ကျမတို့တွေ basic စာကြောင်းကလေးတွေအခြေခံစာကြောင်းလေးတွေကိုမိတ်ဆက်တာလေးတွေပြောလို့ရပါပြီအဲ့တော့နောင်အကြောင်းအားလုံးကြည့်သွားပြီလို့ထင်ပါတယ်we will see you in the next video ပါနောက် video ကြောက်လို့ရှိရင်ပြန်ပြီးတော့မှဆုံကြပါမယ်ရွှေ education ရဲ့ YouTube channel ကို subscribe လုပ်ပေးပါခေါင်းလောင်းလေးတိခဲ့ပေးပါရှင် thank you so much ပါနောက် video မှာဆုံပါမယ်နော်